လူတွေကပြောလိရှိကြတယ်ဗျမြန်မာပြည်ရဲ့တောရတွေမှာညာဘက်ဆိုရင်တယောက်တည်းအပြင်မထွက်ပါနဲ့တဲ့အထူးသဖြင့်နောက်ွယ်ညတွေမှာပေါ့နောက်နာမည်မောင်ကိုဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ကကျွန်တော်ဌာနဆိုင်ရာကိစ္စတစ်ခုနဲ့အထက်မြန်မာပြည်ကတရဆောင်ဆိုတဲ့ရွာလေးတရွာကိုရောက်ခဲ့ပြီအဲ့ဒီရွာရဲ့အဝေးမှာရွာသားတွေရမ်းကြောက်ကြတယ်။ညောင်မင်းတပင်ရှိကြီးမားလုံးတော့ခွာဆောင်ညောင်မင်းကြီးကလမ်းမပေါ်ကိုမိုးနေပြီးနေရင်းကြောင်တောင်တော့အဲ့ဒီအောင်ရောင်စိတ်ကနေအေးသွားတတ်တယ်ပေါ့ဗျာ။ရွာလူကြီးဥပါဒံကျွန်တော်တတိပေးဘူးလေဗျ။မောင်ကိုညဘက်ဆိုအဲ့ဒီအပင်အောက်ကနေဖြတ်မလျှောက်လာနဲ့မလွဲမရှောင်တာလို့ဖြတ်လျှောက်ရရင်လေဘာစံကြကြတော့လည်းမကြည့်နဲ့တက်တဲ့တာရှောက်ပြရတယ်အဲ့ဒီတော့ကကျွန်တော်ကလူငယ်ဆိုတော့ဒါတွေသိမယုံခဲ့ဘူးဗျ။ဘာဖြစ်လို့သိပန်ခင်မှာဒါတွေကတန်တာယူလို့ပဲကျွန်တော်ထင်ခဲ့တာပေါ့နော်။ဒါပေမဲ့ကျွန်တော်အဲ့မတိုင်တခုထီပေါ့နော်။အဲ့ဒီညလာွယ်ညဗျ။ကျွန်တော်မိတ်ဆွေတယောက်အိမ်မှာစကားပြောတာနောက်ကျသွားပြီးည7နာရီခွဲလောက်မှပြန်လာခဲ့တယ်။လမ်းမီးကမရှိကင်ထားတဲ့တမီကလည်းအားနေနေပြီ။နောင်ကြီးကြီးနားရောက်ခဏီမှလေကရုတ်တရက်ငိမ့်တက်သွားတယ်။နားထဲမှာလေထူးကဒူးနဲ့တင်နဲ့ပိတ်ဆို့နေလို့ခံစားရတယ်။ကျွန်တော်ညောင်ကြီးအောက်ကိုလှမ်းဝင်နောက်ကနေဖြတ်အတန်ကျွန်တော်ကြားလိုက်တယ်။တစ်ပင်ပွားရင်တစ်ခုခုပြုတ်ကျလာတဲ့အတန်ကျွန်တော်တမီနဲ့ထိုးကြည့်တယ်တော့ဘာမှမရှိဘူး။ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ပခုံးပေါ်အေးဆက်ဆက်အရာတစ်ခုကဖိချက်လိုက်လို့ခံစားလိုက်ရတယ်။အဲ့ဒါလက်ချောင်းတွေအရန်ရှည်ပြီးအယုံငုံငုံထွက်နေတဲ့လက်ချောင်းတွေဒါနဲ့ကျွန်တော်ရှေ့ကိုဖက်ချောက်ကိုစူးစမ်းပေးမယ်ခြေထောက်တွေကခဲဆွဲထားသလိုလှီးလန့်နေတယ်အဲ့ဒီအချိန်မှာနောက်နားလေးကနေမိမတယောက်ရေးတာကိုကြားလိုက်ရတယ်ဟီဟီမောင်လေးအမောက်ကူညီပါအတန်းနားထဲမှာကပ်ပြောနေတယ်လို့ပဲအဲ့ဒီအတန်းလူတန်းမဟုတ်ဘူးဗျတန်ကြီးတက်နေတဲ့တန်တကောက်ဖွင့်လိုက်သလိုရှာတတနဲ့အကွမ်းနေတဲ့အတန်းမျိုးကျွန်တော်ဥပဒန်စကားတတိယပြီးရှေ့ကိုပဲစွတ်တိုးလျှောက်လိုက်တယ်ဒါပေမဲ့ဓမီရောင်နဲ့မှမြင်လိုက်ရတာလမ်းမပေါ်မှာရှောက်နေတာကျွန်တော်ခြေထောက်တင်မုံကျွန်တော်ဘေးမှာအဖြူရောင်အဝတ်ဆောင်နဲ့ခြေထောက်မရှိတဲ့အရေးတစ်ခုကလေထဲမှာဝဲပြီးလိမ့်လာနေတာဗျာအဲ့ဒါကျွန်တော်မရတော့အားကုန်လုံးကိုကျွန်တော်ပြေးတော့ဒါပေမဲ့ဘယ်လောက်ပြီးညောင်းပြီးအောက်ကနေမထွက်နိုင်တယ်လို့ပဲဗျာအဲ့ချိန်မှာပဲကျွန်တော်နောက်ကျောတစ်စုံတစ်ခုကကုတ်ဆွဲလိုက်တယ်ကျွန်တော်အင်ကြီးဆုပ်သွားတယ်လို့ခံစားလိုက်ရပြီးကြောပြင်းမှာလည်းစက္ကန့်နဲ့ဖြစ်သွားတယ်ဖျားကျွန်တော်ပါဇက်ကဖျားစာအော်ယူလိုက်အဲ့ချိန်မှာပဲနောက်ကနေစူးစူးဝါအော်တိုင်းတစ်ခုထွက်ပေါ်လာပြီးလေဝင်းနေလေဝတ်တက်သွားတယ်ကျွန်တော်မျက်လုံးမိတ်ပြီးပြေးလိုက်တာပဲရွာဦးဖုံးကြောင်းသားရောက်မှကြည့်မိတကူလုံးလေးရွှေရည်နဲ့ရွှဲလို့နောက်နေ့မနေ့ကျတော့ဥပါဒံကျွန်တော်ကြောကကုတ်ရတွေကိုကြည့်ပြီးတပင်းချတယ်မောင်ကိုမင်းကန်ကောင်းသွားလို့ဗျအဲ့ဒီညောင်ပင်မှာရှိတဲ့အသိန်းသေးတန်နာနာပါဝါမှလေးဗျသူကအဖော်ရှာနေတယ်မင်းသားနောက်လဲကြည့်လိုက်သူမျက်နှာကိုမြင်ပြီးသွေးလန့်သေးပါအဲ့နေရာဆိုင်ကျွန်တော်ဘယ်တော့မှညဘက်တယောက်တည်းအပြစ်မထွက်တော့တင်ရောအခုညဘက်မှာဒီဇလန်ကိုနားထောင်နေရလားတတိထားနော်တင်းနောက်မှာတရားရောက်ရှိနေတယ်လို့ခံစားနေရလားအောင်မင်းကြီးရဲ့အကျွေးဆိုလဲကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဒီဝတ္ထုတူလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဒီဇလန်ကိုနားဆင်ပေးတဲ့တူတယောက်ချင်းတွေကိုလည်းကျွန်တော်ဘက်ကနေကျေးဇူးတင်ပါတယ်နောက်ထပ်ထိတ်နှံ့စရာ flan တွေနားဆင်ဖို့အတွက် channel လေးကို subscribe လုပ်ထားဖို့ဒီမမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်